ဒီစာပြီးဈေးကြီးပြီးတော့တိဆောက်ထားတဲ့စပါဒီယာဒီဘလောက်ထိခီးပေါက်မလဲမင်္ဂလာပါညီကိုတို့ရေ MSI Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကွင်းလေကစားသမား2ယောက်အတွက်တပတ်မပြည့်ခင်မှာပဲပေါင်တန်း180ကျော်သုံးလိုက်တယ်တယောက်ကတိုနာလီနောက်တယောက်ကကျတော့မာတီရဲ့ဖာနန်ဒက်ခန်းစစ်ပိုင်းကိုလည်းပြန်လဲတိဆောက်ထားပြီးတော့ဒန်ယာကနေပြန်လာမယ်တိုက်စစ်ဖန်တီးရှင်တွေရှိနေတယ်လို့မျိုးအပြောင်းရှစ်ဈေးကွက်မပိတ်ခင်နောက်ထပ်တိုက်စစ်ကစားသမားတွေထပ်မံခေါ်ယူဖို့လည်းပြည့်စင်နေတယ်ဗျဒါစပါကဈေးကြီးတဲ့ကစားသမားတွေကိုစုဆောင်းနေုံတက်မဟုတ်ပါဘူးဘိုးဘွဲ့အနေနဲ့ရောဘတ်တိုဒီဇာဘီစိတ်တိုင်းကြကစားနိုင်မယ်အသင်းတစ်သင်းကိုအစိပ်ပိုင်းတစ်ခုချင်းစီဒေးကြီးပြီးတော့ပြန်လဲတိဆောက်နေခြင်းပါပဲဗျပြီးခဲ့တဲ့ရာသီမှာစပါရဲ့ကွင်းလယ်ဟာပြိုင်ဘက်ကိုပတ်စင်လှုပ်တဲ့အခါမထိရောက်ခဲ့ပါဘူးဗျနောက်တန်းကဘောလုံးတိဆောက်တဲ့အခါမှာလည်းမတည်ငြိမ်ခဲ့တယ်လို့မျိုးခန်းစင်းနဲ့တိုက်စစ်ကြားကအချိတ်ဆက်တွေပါမကြာခဏပြတ်တောက်နေခဲ့ပါတယ်အခုတော့အခြေအနေတွေကပြောင်းလဲသွားပြီဗျတိုနာလီရှိလာပြီသူ့ဘက်မှာဖာနန်ဒက်ရှိနေပြီဒီဇာဘီကလည်းသူလိုချင်တဲ့ကစားခွက်အတွက်လိုအပ်တဲ့ကွင်းလယ်အင်ဂျင်နှလုံးရရှိသွားပါပြီဒီတော့မေကုန်းကရှင်းပါတယ်ဒီလောက်ငွေသုံးပြီးတော့ဒီဇာဘီစိတ်တိုင်းကြတိဆောက်ထားတဲ့စပါဟာဒီယာဒီမှာချန်ပီယံလိဝင်ခွင့်လောက်နဲ့ပဲကျေနပ်ရမလားဖလားတစ်လုံးကိုအမှန်တကယ်စိန်ခေါ်နိုင်မလားဒါမှမဟုတ်လို့ရှိရင်လူတိုင်းမမျှော်လင့်ထားတဲ့ပရီးမီးယားလိချန်ပီယံဆုအထိမျှော်လင့်လို့ရနိုင်မလားဒီနေ့ဗီဒီယိုမှာတိုနာလီနဲ့ဖာနန်ဒက်တို့ကဒီဇာဘီရဲ့ကစားခွက်မှာဘာကြောင့်အရေးပါနေရလဲစပါတင်တသင်းလုံးဘလို့ပြောင်းလဲလာနိုင်တယ်ဒီအသင်းရဲ့အားသာချက်နဲ့အားနည်းချက်တွေကဘာတွေလဲအရေးကြီးဆုံးအနေနဲ့ဒီယာဒီမှာဘလောက်ထိခရီးပေါက်နိုင်မလဲဆိုတာကိုအသေးစိတ်ဆွေးနွေးကြည့်အောင်ဗျာကဲပထမဦးဆုံးဒီဇာဘီရောက်လာပြီးတဲ့နောက်မှာစပါမှာဘာတွေစတင်ပြောင်းလဲလာခဲ့လဲဆိုတာကနေစကြည့်အောင်ဗျာဒီဇာဘီမရောက်ခင်သောမတ်ဖရန့်နဲ့တူတော်တို့လက်ထက်မှာစပါဟာကစားခွက်ပုံစံမျိုးစုံကိုစမ်းသပ်ခဲ့မယ်လဲဒီလူစည်းနဲ့တကယ်ကိုက်ညီမဲ့ပုံစံတစ်ခုကိုမရှာဖွေနိုင်ခဲ့ပါဘူးဗျာတပွဲမှာကောင်းနေပြီးတော့နောက်တစ်ပွဲမှာလုံးဝပြန်ကျသွားတတ်ပါတယ်ကွင်းလေကနေပြိုင်ဘက်ကိုဖီအားမပေးနိုင်တဲ့အခါမှာနောက်တန်းကတိုက်ရိုက်ဖီအားပေးခံရပါတယ်နောက်တန်းကနေဘောလုံးတိဆောက်တဲ့အခါမှာလည်းပြိုင်ဘက်ကပတ်စင်မြင့်လိုက်တာနဲ့ဘောလုံးဆုံးရှုံးပြီးတော့တံပြန်တိုက်စစ်ခံရတတ်ပါတယ်ဗျအဓိကပြဿနာကစပါမှာကစားသမားကောင်းတွေမရှိတာမဟုတ်ပါဘူးရှိနေတဲ့အရေးသွေးတွေကိုအသေးလိုက်စနစ်တစ်ခုအဖြစ်နဲ့မပေါင်းစည်းနိုင်ခဲ့တာဗျဒီစာပြီးရောက်လာပြီးတဲ့နောက်မှာတော့စပါဟာဘောလုံးမရှိတဲ့အချိန်မှာပိုးပြီးတော့ရဲတဲ့ဖိအားပေးလာခဲ့တယ်လို့မျိုးနောက်တန်းကနေကစားကွက်တိဆောက်တဲ့အခါမှာလည်းပိုးပြီးတော့တည်ငြိမ်လာပါတယ်အက်စတွန်ဗီလာအိမ်ကွင်းမှာ 1-2 နဲ့အနိုင်ရခဲ့တဲ့ပွဲဟာအကောင်းဆုံးဥပမာတစ်ခုဗျကော်နာဂါလီဂါနဲ့ဂျိုဝမ်ဖယ်လီညာတို့ပါဝင်ခဲ့တဲ့ကွင်းလယ်ဟာဗီလာကိုဖိအားပေးနိုင်ခဲ့ပါတယ်ပြိုင်ဘက်ကွင်းလယ်မှာဘောလုံးလူနိုင်ခဲ့ပြီးတော့ဗီလာကပြန်လဲဖိအားပေးလာတဲ့အခါမှာအလင်းသလိုမလုပ်ဖဲနဲ့ဘောလုံးကိုထိန်းချုပ်နိုင်ခဲ့တယ်ဗျဒါဒီဇာဘီတီထောက်ချင်တဲ့စပါရဲ့အစာပိုင်းပုံရိပ်တစ်ခုပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာသူဟာရှိနေတဲ့ကစားသမားတွေတဲ့အကောင်းဆုံးဖြစ်အောင်စီစဉ်နေရတာပါဗျအခုတော့သူလိုချင်တဲ့ကွင်းလယ်ကစားသမားတွေကိုရရှိနေပါပြီဒီဇာဘီရဲ့အသင်းတွေမှာဒဗယ်ပိုင်ဖုတ်လို့ခေါ်တဲ့နောက်ချန်ကွင်းလယ်2ယောက်တွဲကိုမကြာခဏမြင်တွေ့ရပါတယ်ဒီကစားသမား2ယောက်ရဲ့တာဝန်ကခန်းစစ်ရှေ့မှာရက်ပြီးတော့ဘောလုံးဖြတ်ထုတ်ပေးုံနဲ့မဟုတ်ပါဘူးဗျနောက်တန်းကနေကစားကွက်ကိုစတင်တိဆောက်ရမယ်ပြိုင်ဘက်တွေဝိုင်းထားတဲ့အချိန်မှာဘောလုံးလက်ခံရေးရမယ်ဖိအားပေးခံရတဲ့အချိန်မှာမကြောက်ဖဲနဲ့ pass ဒါမှမဟုတ်လို့ရှိရင် dribble နဲ့လွတ်မြောက်နိုင်ရမယ်ဗျဘောလုံးဆုံးရှုံးလိုက်လို့ရှိရင်လည်းအမြန်ဆုံးဖိအားပေးပြီးတော့ပြိုင်ဘက်ရဲ့တံပြန်တိုက်စစ်ကိုတားဆီးရပါမယ်ဗျဆိုလိုတာကဒီဇာဘီအလိုရှိတဲ့ကွင်းလေလူတွေဟာဘောလုံးရှိတဲ့အချိန်မှာကောင်းရုံနဲ့မဟုတ်ဘဲနဲ့ဘောလုံးမရှိတဲ့အချိန်မှာလည်းအလုတ်လုတ်နိုင်ရပါမယ်စပါကတော့အဲ့ဒီလိုကစားသမား2ယောက်ကိုတပြိုင်နက်တည်းခေါ်ယူထားတယ်ဗျပထမဦးဆုံးတိုနာလီရဲ့အကြောင်းကိုကြည့်အောင်ဗျတိုနာလီရဲ့အပြောင်းရွှေ့ဟာစပါအတွက်တာမန်ကစားသမားခေါ်ယူမှုတစ်ခုမဟုတ်ပါဘူးသူတို့ဟာဈေးကွက်ထဲမှာဥရောပထိပ်တန်းအသင်းတစ်သင်းလိုမျိုးငွေသုံးပြီးတော့ရှင်ပြိုင်ဖို့အသင်းဖြစ်နေပြီဆိုတာကိုပြသလိုက်တဲ့ဆိုင်းတစ်ခုပါဗျတိုနာလီကိုစပါစီရောက်လာအောင်လို့အဓိကဆွဲဆောင်နိုင်ခဲ့တဲ့သူကလည်းဒီဇာဘီပါပဲတိုနာလီကိုယ်တိုင်ကစပါကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ရမှာဒီဇာဘီရဲ့အခန်းကဏ္ဍကအရန်ကိုအရေးကြီးခဲ့တယ်လို့ပြောထားပါတယ်ဒါကနားလည်လို့ရတယ်ဗျတိုနာလီလိုကစားသမားတစ်ယောက်အတွက်နဲ့အသင်းတစ်သင်းရဲ့နာမည်နဲ့လစာတစ်ခုတည်းကမလုံလောက်ပါဘူးနီးပြကသူ့ကိုဘယ်လိုအသုံးပြုမလဲအသင်းရဲ့ project ကဘယ်ကိုသွားနေတာလဲသူ့ရဲ့အကောင်းဆုံးအရေးအသွေးတွေကိုပြသနိုင်မဲ့ကစားကွက်တွေရှိနေရလားဒီဇာဘီကတော့အဲ့ဒီမေးခွန်းတွေအတွက်တိုနာလီယုံကြည်လက်ခံနိုင်မဲ့အဖြစ်တစ်ခုကိုပေးနိုင်ခဲ့ပုံပါပဲဗျတိုနာလီရဲ့အားသာချက်ကသူဟာနေရာတစ်ခုထဲမှာကန့်သက်ထားလို့မရတဲ့ကွင်းလေလူတစ်ယောက်ဖြစ်နေပါတယ် defensive midfielder အနေနဲ့ကစားနိုင်တယ် box to box ကွင်းလေလူအနေနဲ့လည်းကစားနိုင်တယ်ဗျပြိုင်မဲ့ရဲ့တိုက်စစ်လမ်းကြောင်းကိုကြိုတင်ဖက်ရှုပြီးတော့ဖျက်တောက်နိုင်တယ်လို့မျိုးဘောလုံးပြန်ရတာနဲ့တိုက်စစ်ကိုချက်ချင်းပြန်လဲစတင်ပေးနိုင်ပါတယ်နျူကာဆယ်မှာအဲ့ဒီဟောင်းကတိုနာလီကိုပို့ပြီးတော့နောက်ဆင်းကစားခိုင်းပြီးတော့ဘရူနိုဂီမာရက်စ်ကိုပို့ပြီးတော့ရှေ့တက်စေးတဲ့အခါတိုနာလီရဲ့အကောင်းဆုံးခြေစွမ်းတစ်ချို့ကိုမြင်တွေ့ခဲ့ရတယ်ဗျသူနောက်ချန်ကွင်းလေမှာကစားတဲ့အခါကျတော့နျူကာဆယ်ရဲ့ခံစစ်ကပိုးကောင်းလာရောတယ်မဟုတ်ပါဘူးတိုက်စစ်ကပါပိုးကောင်းလာခဲ့တာဗျတိုနာလီကဘောလုံးပိုးကိုင်းလာရပြီးတော့အသင်းကိုရှေ့တက်စေမဲ့ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်သူဟာဘောလုံးကိုဘေးတိုက်ပေးပြီးတော့အမှန်မလုပ်အောင်ပဲကစားနေတဲ့ကွင်းလေလူမျိုးမဟုတ်ဘူးဗျဘောလုံးရတဲ့အသင်းကိုရှေ့တိုးစေမဲ့လမ်းချောင်းကိုလည်းအရင်ရှားထားတဲ့ကစားသမားပါဒါကဒီဇာဘီရဲ့ကစားဟန်နဲ့အရန်ကိုက်ညီပါတယ်ဗျဒီဇာဘီရဲ့အသင်းတွေဟာပြိုင်ဘက်ကိုကိုယ်နောက်တန်းအထိတက်ပြီးတော့ဖိအားပေးလာအောင်လို့တမင်ဖိတ်ကော်တတ်ပါတယ်အပြင်ကကြည့်လို့ရှိရင်တော့အန်ရများသလိုမြင်ရတယ်ဗျတစ်ချိန်တော့ဘောလုံးပြတ်သွားရင်တော့မှကိုဂိုးပေါက်ရှိမှပြိုင်ဘက်ကိုအခွင့်အရေးပေးလိုက်တယ်လို့ဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းကစားသမားတွေရှေ့တက်လာတာနဲ့သူတို့ရဲ့နောက်မှာနေရာလွတ်တွေကျန်ခဲ့ပါလိမ့်မယ်အဲ့ဒီအခါပြိုင်ဘက်ကစားကွက်ကိုဖျက်နိုင်တာနဲ့တိုက်စစ်စင်ဖို့ကွင်းအကျယ်ကြီးပွင့်သွားမှာပါဗျဒီလိုကစား
ဖို့အတွက်ဖိအားပေးခံရတဲ့အချိန်မှာတီတီငိမ့်ငိမ့်ကစားနိုင်တဲ့ကွင်းလယ်သူတွေကအရန်ကိုလိုအပ်ပါတယ်တိုနာလီကအဲ့ဒီအပိုင်းမှာအရန်ကိုကောင်းတယ်ဗျပြိုင်ဘက်တွေဝိုင်းထားတဲ့အချိန်မှာဘောလုံးကိုလက်ခံနိုင်တယ်တစ်ချက်လှည့်ပြီးတော့ဖိအားကနေပြီးတော့ရုံထွက်နိုင်တယ်ပြီးတာနဲ့အသင်းရဲ့တိုက်စစ်ကိုစတင်ပေးမဲ့ pass တစ်ကြောင်းကိုချက်ချင်းပေးနိုင်ပါတယ်ဗျတခါတလေဘောလုံးပွဲတစ်ပွဲကိုပြောင်းလဲပေးတာကဂိုးတကိုးတည်းမဟုတ်ပါဘူးဖိအားကြားကနေလွတ်မြောက်သွားတဲ့အဲ့ဒီအစက္ကန့်အနည်းငယ်ကပဲပွဲတစ်ပွဲလုံးရဲ့အခြေအနေကိုပြောင်းလဲပေးနိုင်ပါတယ်ဗျတိုနာလီကစပါးကိုအဲ့ဒီတည်ငြိမ်မှုမျိုးပေးနိုင်ပါတယ်ဒါပေမဲ့လည်းဒီဇာဘီရဲ့ကွင်းလယ်တိဆောက်မှုကတိုနာလီတယောက်တည်းနဲ့မပြီးသေးပါဘူးဗျသူ့ရဲ့ဘေးမှာမာတီယက်ဖာနန်ဒက်ရှိနေပါတယ်စပါးဟာတိုနာလီအပြောင်းရွှေ့မပြီးခင်နှစ်ရက်အလိုမှာပဲဖာနန်ဒက်ကိုဝက်ဆန်ကနေခေါ်ယူခဲ့တယ်ဗျမန်ချက်စတာယူနိုက်တက်ရီယယ်မက်ဒရစ်နဲ့ PSG တို့လိုအသင်းကြီးတွေကစိတ်ဝင်စားခဲ့ပေမဲ့လည်းဖာနန်ဒက်ကနောက်ဆုံးမှာစပါးကိုပဲရွေးချယ်ခဲ့ပါတယ်ဒီချိန်မှာလည်းဒီဇာဘီရဲ့အသင်းတိဆောက်မဲ့ပုံစံကအဓိကဖြစ်ခဲ့တယ်ဗျအသက်21နှစ်သာရှိသေးတဲ့ဖာနန်ဒက်ဟာအခုဆိုလို့ရှိရင်ဈေးအကြီးဆုံးပေါ်တူဂီကစားသမားတွေကတယောက်ဖြစ်လာပါတယ်သူ့ရဲ့တိုးတက်လာပုံကလည်းအရင်မြန်နေဗျအသက်12နှစ်အရွယ်မှာ Sporting Lisbon ရဲ့နာမည်ကြီး Academy စီရောက်လာခဲ့တယ်အသက်19နှစ်အရွယ်မှာ Sporting B အသင်းအတွက်ပုံမှန်ကစားခွင့်ရနေပြီဖြစ်ပြီးတော့2022ခုနှစ်မှာပထမအသင်းကြီးအတွက်ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်စိတ်ဝင်စားစရာကောင်းတာကပထမအသင်းပွဲဦးထွက်ပြီး4ရက်ကြာမှာပဲ Tottenham Hotspur Stadium မှာကစားခဲ့တဲ့ Champions League ပွဲမှာလူစားဝင်ကစားခဲ့ဘူးတာပါဗျနှစ်အနည်းငယ်ကြာမှာတော့သူအဲ့ဒီကွင်းစီပြန်ရောက်လာပါတယ်ဒီချိန်မှာတော့ပြိုင်ဘက်ကစားသမားအဖြစ်မဟုတ်ဘဲနဲ့ Spa အသင်းကစားသမားအဖြစ်နေပါဗျ Sporting ကသူ့ရဲ့တိုးတက်မှုအတွက် SRC အငှားချခဲ့ပြီးတော့အဲ့ဒီမှာအသင်းရဲ့နှစ်ပေါင်း80အတွင်းပထမအဦးဆုံးပြည်တွင်းဖလားဘိုလူပွဲစီရောက်ရှိနိုင်အောင်လို့အရေးပါတဲ့အခန်းကဏ္ဍကနေကစားပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆောက်တန်တန်ကိုရောက်လာခဲ့ပါတယ်ဗျဆောက်တန်တန်အသင်းကရလက်ပိုင်းမှာရုန်းကန်ခဲ့ရပေမဲ့ဖာနန်ဒက်ကတော့ပရီးမီးယားလိရဲ့အရှိန်ဟုန်နဲ့ကျန်းမှုကိုလျင်လျင်မြန်မြန်နဲ့လိုက်လျောညီတွေဖြစ်အောင်ကစားနိုင်ခဲ့ပါတယ်တူးချင်းဘောလုံးရှင်းလုံးမှုတွေမှာလိရဲ့ထိပ်ပိုင်းကစားသမားတွေလည်းပါဝင်ခဲ့တယ်လို့မျိုးအသင်းရဲ့တနစ်တာအကောင်းဆုံးကစားသမားစုကိုပါရရှိခဲ့ပါသေးတယ်ဗျဝါဆန်ကသူ့ရဲ့အလားအလာကိုမြင်ခဲ့ပြီးတော့နောက်တနေရာဒီမှာခေါ်ယူခဲ့ပါတယ်အဲ့ဒီမှာလည်းဖာနန်ဒက်ဟာအသင်းရဲ့ပွဲထွက်လူစင်းမှာပထမအဦးဆုံးထည့်သွင်းစဉ်းစားရတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်ဗျကွင်းလယ်မှာအားကောင်းတဲ့ဖြတ်ထုတ်မှုတွေပြုလုပ်နိုင်တယ်လို့မျိုးအသင်းကိုရှေ့တိုးစေမဲ့ကစားပုံတွေကြောင့်မလို့ပေါ်တူဂီလက်ရွေးစင်အသင်းကြီးတွေအတွက်ပါပထမဆုံးအကြိမ်ခေါ်ယူခံခဲ့ရပါတယ်ဖာနန်ဒက်ဟာ play maker တစ်ယောက်လိုမျိုးဖန်တီးနိုင်စွာရှိပေမဲ့လည်းဘောလုံးကိုင်ကစားရုံနဲ့ကျင်းနေတဲ့ကွင်းလယ်လိုမဟုတ်ဘူးဗျဘောက်စုပေါက်ကစားသမားလိုကွင်းတစ်ဖက်ကနေတစ်ဖက်ထိပြေးနိုင်တယ်ပြိုင်ဘက်ကိုဖိအားပေးနိုင်တယ်ခန်းစစ်အလုပ်တွေလည်းတာဝန်ယူနိုင်တယ်ဗျဒါပေမဲ့လည်းသူ့ကိုတခြားကွင်းလယ်လူတွေနဲ့ကွဲပြားစေတဲ့အဓိကအချက်ကဖိအားအောက်မှာကစားနိုင်တဲ့ပုံမှာပဲပြိုင်ဘက်ကစားသမားတွေကိုသူ့နောက်ကျောမှာကတ်ထားတဲ့အချိန်မှာတော့မှဘောလုံးတောင်းရဲတယ်ဘောလုံးရတဲ့အခါအလင်းလိုပြီးတော့ပြန်မပေးပြဘူးဗျခန္ဓာကိုယ်နဲ့ဘောလုံးကိုကာကွယ်တယ်တစ်ချက်လှည့်ပြီးတော့ပြိုင်ဘက်ကိုကြောထွက်တယ်ပြီးလို့ရှိရင်ကိုယ်တိုင်ရှစ်တက်သေးမလားပြိုင်ဘက်ကွင်းလယ်လိုင်းကိုဖြတ်ကျော်မဲ့ pass ပေးမလားဆိုတာချက်ချင်းဆုံးဖြတ်နိုင်ပါတယ်ဒါကဒီဇာဘီရဲ့ကစားကွက်မှာအရန်အရေးကြီးပါတယ်ဗျဒီဇာဘီကပြိုင်ဘက်ကိုဖိအားပေးလာအောင်လို့ဖိတ်ခေါ်တယ်ဖာနန်ဒက်ကအဲ့ဒီဖိအားကိုတစ်ချက်လှည့်ထွက်လိုက်တာနဲ့ဒဘက်တစ်ချိန်လုံးလိုက်တာဒါမှမဟုတ်လို့ရှိရင် pass တစ်ကြောင်းပေးလိုက်တာနဲ့ပြိုင်ဘက်ရဲ့ကွင်းလယ်တစ်ခုလုံးကပွင့်သွားနိုင်ပါတယ်ဗျပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကဖာနန်ဒက်ဟာခန်းစစ်ပိုင်းကိုဦးစားပေးကစားခဲ့ရပြီးရောနောက်ဆုံးမှာတန်းဆင်းသွားခဲ့တဲ့ဝက်ဆန်အသင်းမှာတော့မှဒီလိုအရေးအသွေးတွေကိုပြသနိုင်ခဲ့ပါတယ်အခုတော့သူဟာဘောလုံးပိုက်ဆိုင်မှုထိန်းချုပ်ခြင်းနဲ့အစမပြတ်တိုက်စစ်ဆင်ခြင်းနဲ့ကွင်းလယ်ကစားသမားတွေပို့ပြီးတော့လွတ်လပ်ခွင့်ပေးမယ်ဒီဇာဘီရဲ့အသင်းမှာကစားရတော့မှာပါဗျဒါကြောင့်မလို့စပါးမှာသူ့ရဲ့အရေးအသွေးတွေပို့ပြီးတော့တောက်ပလာနိုင်မဲ့အကြောင်းရှိပါတယ်ကဲအခုသူတို့နှစ်ယောက်ကိုတတွဲတဲ့ကြည့်အောင်ဗျာတိုနာလီရဲ့တည်ငြိမ်မှုနဲ့ဖာနန်ဒက်ရဲ့ရှေ့တိုးနိုင်စွမ်းကိုပေါင်းလိုက်တဲ့အခါကျတော့စပါးဟာခန်းစစ်ကနေတိုက်စစ်အထိအတင်းတတင်းလုံးကိုဆက်သွယ်ပေးနိုင်တဲ့ကွင်းလယ်အတွဲတတွဲရရှိလာပါတယ်ဗျအရေးကြီးတာကသူတို့နှစ်ယောက်ရဲ့အခန်းကဏ္ဍကိုအမြဲတမ်းပုံသေးထားကြမလို့တာပါပဲတိုနာလီနောက်မှာကြံခဲ့ပြီးတော့ဖာနန်ဒက်ကိုရှေ့တက်ခိုင်းနိုင်တယ်တခါလေဖာနန်ဒက်ကနောက်မှာနေပြီးတော့တိုနာလီကိုဘောက်စ်တူဘောက်အနေနဲ့ရှေ့ပြေးခိုင်းနိုင်ပါတယ်ဒီလိုနေရာပြောင်းလွယ်တဲ့ကွင်းလယ်အတွဲကိုထိန်းချုပ်ဖို့ကပြိုင်ဘက်အတွက်ခက်ခဲတယ်ဗျတယောက်ကိုပဲဖိအားပေးပြီးတော့ကတ်ထားလိုက်လို့ရှိရင်နောက်တစ်ယောက်အတွက်နေရာလို့ထွက်လာပါလိမ့်မယ်ညစလုံးကိုတက်ဖိလိုက်လို့ရှိရင်သူတို့ရဲ့နောက်မှာစပါးရဲ့တိုက်စစ်သမားတွေအတွက်ကွင်းကျက်ကြီးပွင့်လာနိုင်ပါတယ်ပြီးခဲ့တဲ့ရာသီမှာစပါးရဲ့ကွင်းလယ်ခန်းစစ်နဲ့တိုက်စစ်ကြားမှာပျောက်ဆုံးနေခဲ့တယ်ဗျအခုတော့အဲ့ဒီအစွန်းနှစ်ဖက်ကိုပြတ်ဆက်ပေးနိုင်မယ်အတွေ့အကြုံရှိလာပါပြီဒါပေမဲ့ထိပ်တန်းအသင်းတစ်သင်းဖြစ်ဖို့ပွဲထွက်ကွင်းလယ်နှစ်ယောက်ကောင်းနေတော့မလုံလောက်ဘူးဗျပွဲစဉ်တွေထက်လာတဲ့အခါလူစင်းကိုပြောင်းလဲအသုံးပြုနိုင်ဖို့လိုပါတယ်စပါးမှာတိုနာလီနဲ့ဖာနန်ဒက်တို့အပြင်ကွန်နာဂါလီဂါနဲ့အာချရီဂယ်ရီတို့လိုမျိုးရွေးချယ်စရာတွေရှိနေပါတယ်ဂါလီဂါကိုကွင်းလယ်တိုက်စစ်ပိုင်းအထိတင်းသုံးနိုင်တယ်လို့မျိုးအဝေးကွင်းပြိုင်ပွဲတွေမှာသူ့ရဲ့ပြေးအားကိုအသုံးပြုပြီးတော့ပြိုင်ဘက်အမားကနေပြီးတော့အခွင့်အရေးဖန်တီးနိုင်ပါတယ်ဗျဘန်တန်ကာကလည်းပရီးမီးယားလိအတွေ့အကြုံရှိပြီးတော့အသင်းလိုအပ်တဲ့အချိန်မှာအားကိုးလို့ရတယ်သူပါအာချီဂယ်ရီကတော့ဖလားပွဲတွေ rotation လုပ်ရမယ့်ပွဲတွေနဲ့ဒဏ်ရာပြဿနာတွေဖြစ်လာတဲ့အချိန်မှာအသုံးပြုနိုင်မဲ့လူငယ်အင်အားတစ်ခုဖြစ်လာနိုင်ပါတယ်ဒီလိုရွေးချယ်စရာတွေရှိနေရကြောင်းမလို့ဒီဇာဘီဟာအဓိကကစားသမားတွေကိုပဲအနာမပေးဘဲနဲ့ပွဲတိုင်းအသုံးပြုနေကြမလို့တော့ပါဘူးအခုစပါးရဲ့ကွင်းလယ်မှာပွဲကောင်းတစ်ပွဲကစားနိုင်ဖို့အတွက်သာမဟုတ်ဘဲနဲ့ယာတီတစ်လျှောက်ပြိုင်ပွဲအများကြီးရှင်းပြိုင်နိုင်ဖို့အတွက်လိုအပ်တဲ့လူစင်းရဲ့အနက်ကိုစတင်မြင်တွေ့လာရပါတယ်ဗျဒါပေမဲ့လည်းကွင်းလယ်ရှေ့ကတိုက်စစ်ပိုင်းမှာတော့အရာလုံးကမပြည့်
ည့်စုံသေးပါဘူးမိုဟာမက်ကူဒတ်ဟာဒဏ်ရာကနေပြန်လာဖို့ရှိနေပါတယ်ဂျိမ်းမက်ဒီဆန်ကလည်းကြက်ခိုင်မှုအပြစ်ပြန်ရဖို့ကြိုးစားနေတယ်ဝက်ဆင်အိုတိုဘရက်နဲ့ဇာဗီဆိုင်မွန်တို့ကလည်းပြင်းထန်တဲ့ဒဏ်ရာတွေကနေပြန်လဲထူထောင်နေသေးပါဗျဒီကစားသမားတွေအကောင်းဆုံးအခြေအနေပြန်ရလာလို့ရှိရင်တိုနာလီနဲ့ဖာနန်ဒက်တို့ကနောက်ကနေစတင်ပေးလိုက်တဲ့တိုက်စစ်တွေကိုအဆုံးသတ်ပေးနိုင်မဲ့ဖန်တီးရှင်တွေစပါးမှာရှိလာမှာပါဒါပေမဲ့လည်းဒဏ်ရာကနေပြန်လာတာနဲ့အရင်ခြေသွမ်းကိုချက်ချင်းပြန်ရမယ်လို့တော့အာမတော့မခံနိုင်ပါဘူးဗျဒါကြောင့်မလို့စပါးဟာအပြောင်းရွှေ့ဈေးကွက်မပိတ်ခင်တိုက်စစ်ပိုင်းမှာနောက်ထပ်ကစားသမားတွေထပ်မံခေါ်ယူဖို့စဉ်းစားနေတာပါဗျကဲအခုအရေးကြီးဆုံးမေးခွန်းစီရောက်လာပါပြီဒီလူစီရဲ့နဲ့စပါးကဒီယာဒီဘယ်လောက်ထိခရီးပေါက်နိုင်မှာလဲကျွန်တော်အမြင်ရဖြစ်နိုင်ခြေ၃မျိုးနဲ့ခွဲပြီးတော့ကြည့်လို့ရပါတယ်ဗျပထမဦးဆုံးနဲ့လက်တွေ့အကြဆုံးမျှော်လင့်ချက်ကချန်ပီယံလိဝင်ခွင့်ပါပဲဒီတာဘီရောက်လာပြီးတဲ့နောက်မှာမြင်တွေ့ခဲ့ရတဲ့အစောပိုင်းပြောင်းလဲမှုတွေပေါ်အခုသူလိုချင်တဲ့ကွင်းလယ်ကစားသမားတွေကိုပါဖြစ်ပေးထားပါတယ်ဗျခက်စစ်ပိုင်းကိုလည်းပြန်တီဆောက်ထားပြီးတော့လူစီရဲ့အနက်ကလည်းအရင်ကတည်းကပိုးကောင်းလာပါတယ်ဒီလိုအခြေအနေမှာtop 4နဲ့မွေးနိုင်ဘူးဆိုလို့ရှိရင်ဒီ project ကအောင်မြင်တယ်လို့ပြောဖို့တော့ခက်ခဲပါလိမ့်မယ်ဗျပွင့်လင်းပြောရလို့ရှိရင်ချန်ပီယံလိဝင်ခွင့်ကစပါးအတွက်ရည်မှန်းချက်ကြီးတစ်ခုမဟုတ်တော့ပါဘူးအနည်းဆုံးမဖြစ်မနေရရှိတဲ့ရလဒ်ဖြစ်လာပြီဗျဒုတိယဖြစ်နိုင်ခြေကတော့ဖလားပြိုင်ပွဲတစ်ခုမှာနောက်ဆုံးအဆင့်အထိရောက်ရှိခြင်းပါပဲပရီးမီးယားလိလိုရာသီရှည်ပြိုင်ပွဲမှာတည်ငြိမ်မှုလိုအပ်ပေမဲ့လည်းနော့အောက်ပြိုင်ပွဲတွေမှာပွဲတစ်ပွဲချင်းရဲ့နီးဗျူဟာနဲ့လူစီရဲ့အနက်ကအရန်အရေးကြီးပါတယ်အခုစပါးရဲ့ကွင်းလယ်မှာပုံစံတူကစားသမားတွေအပြန်အလှန်ပြောင်းလဲအသုံးပြုနိုင်တဲ့ရွေးချယ်စရာတွေရှိလာပါပြီဗျဒါကြောင့်မလို့ပြည်တွင်းဖလားပဲဖြစ်ဖြစ်ဥရောပပွဲပဲဖြစ်ဖြစ်စပါးဟာဖလားတစ်လုံးကိုအမှန်တကယ်စိန်ခေါ်နိုင်တဲ့အခြေအနေတစ်ခုရောက်ရှိလာနိုင်ပါတယ်တတိယဖြစ်နိုင်ခြေကတော့ပရီးမီးယားလိချန်ပီယံဆုကိုစိန်ခေါ်နိုင်မလားဆိုတာပါဗျဒီနေရာမှာအရန်မလောပဲနဲ့ပြောရပါမယ်စားပေါ်ကလူစင်းကိုကြည့်လို့ရှင်တော့စပါးဟာဘယ်အသင်းမဆိုဒုက္ခပေးနိုင်ပါတယ်ဗျကွင်းလယ်မှာပွဲကိုထိန်းချုပ်နိုင်မဲ့ကစားသမားတွေရှိနေတယ်ဒီစာပြီးမှာရှင်းလင်းတဲ့ playing style ရှိတယ်ခက်စစ်ပိုင်းကိုလည်းပြန်တိဆောက်ထားပါတယ်ဗျဒါပေမဲ့လည်းချန်ပီယံဆုကိုတကယ်စိန်ဖော်ဖို့ဆိုလို့ရှိရင်ပွဲကစားပုံမကောင်းတဲ့နေ့မှာရလက်ယူနိုင်ရပါမယ်ကွင်းလယ်ကပွဲကိုထိန်းချုပ်နိုင်ပေမဲ့လည်းရရှိလာတဲ့အခွင့်အရေးတွေကိုတိုက်စစ်ကဂိုးဖြစ်နေမှာပြောင်းလဲနိုင်ဘူးဆိုလို့ရှိရင်အမှတ်တွေလွတ်ချပါလိမ့်မယ်ဗျအထူးသဖြင့်အရေးကြီးတဲ့ပွဲတွေမှာဘာမှမဖြစ်တယ်လို့မြင်ရတဲ့အခြေအနေကနေပြီးတော့ဂိုးတကိုဖန်တီးပေးနိုင်မဲ့ match winner မျိုးလိုအပ်ပါတယ်ပြောင်းရွှေ့ဈေးကွက်မပိတ်ခင်မှာစပါးဟာဒီလိုတိုက်စစ်ကစားသမားတယောက်ကိုထပ်မံခေါ်ယူနိုင်ခဲ့လို့ရှိရင်တော့သူတို့ကို top 4အသင်းလိုပဲ short တွက်ထားလို့တော့မရတော့ပါဘူးဗျချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးအသင်းဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ဒါပေမဲ့လည်းဒီယာဒီနောက်ဆုံးပိုင်းအထိထိပ်ဆုံးကအသင်းတွေကိုဖိအားပေးနိုင်တဲ့ Dark Horse အသင်းတစ်သင်းတော့ဖြစ်လာနိုင်ပါတယ်ဗျဒါပေမဲ့ဒီ project မှာအန်ဒီရမရှိဘူးလားဆိုတော့ရှိပါတယ်ပထမဦးဆုံးအန်ဒီရကဒီဇာဘီရဲ့ကစားဟန်ဗျသူ့ရဲ့ကစားပုံကအလုပ်ဖြစ်နေတဲ့အချိန်မှာကြည့်လို့ရှိရင်အရန်လှပါတယ်ပြိုင်ဘက်ကိုစီတက်လာအောင်ဖိတ်ခေါ်ပြီးတော့ pass တစ်ကြောင်းနဲ့ passing ကိုကြော်ဖြတ်လိုက်တဲ့အခါစပါးရဲ့တိုက်စစ်ကချက်ချင်းအန်ဒီရရှိသွားနိုင်တယ်ဗျဒါပေမဲ့လည်းဘောလုံးဆုံးရှုံးသွားလို့ရှိရင်တော့ကိုဂိုးပေါက်ရှေ့မှာပြိုင်ဘက်ကိုအခွင့်အရေးပေးလိုက်ရနိုင်ပါတယ်ပရီးမီးယားလိမှာ passing ကောင်းတဲ့အသင်းတွေအများကြီးရှိပါတယ်ဗျစပါးရဲ့ဘေးအလမ်းကြောင်းကိုအသေးချာလေ့လာပြီးတော့ပိတ်ဆို့လာမှာပါဒါကြောင့်မလို့တိုနာလီနဲ့ဖာနန်ဒက်တို့ဟာဖီအားအောက်မှာကောင်းမွန်တဲ့ကစားသမားတွေဖြစ်တယ်ဆိုပေမဲ့လည်းရာသီတစ်လျှောက်ဘယ်လောက်ထိအမားနဲ့ကစားနိုင်မလဲဆိုတာကအရန်ကိုအရေးကြီးပါတယ်နောက်တစ်ခုကဒီဇာဘီရဲ့ကစားဟန်ကရုပ်ပိုင်းဆိုင်ရာအရာအရန်ပင်ပန်းလွန်းတာပါပဲရာသီအစားပိုင်းမှာပြေးအားစွန့်ရင်နဲ့ပတ်စစ်ရှိန်တွေကိုထိန်းထားနိုင်မှာပါဗျဒါပေမဲ့လည်းပရီးမီးယားလိပြည်တွင်းဖလားနဲ့ဥရောပပွဲတွေစက်တိုက်ကစားရတဲ့အချိန်မှာဒီလိုအချိန်မြင့်ကစားဟန်ကိုရာသီတစ်လျှောက်ထိန်းထားနိုင်မလားဆိုတာကစပါးရဲ့အကြီးမားဆုံးစမ်းသပ်မှုဖြစ်လာပါလိမ့်မယ်ပြီးတော့စပါးအတွက်ဒဏ်ရာပြဿနာကလည်းလစ်လူရှုလို့တော့မရဘူးဗျထိတ်တန်းအသင်းဆိုတာကစားသမားတစ်ယောက်မပါနိုင်တာနဲ့သူတို့ရဲ့ playing identity တစ်ခုလုံးပျောက်ဆုံးသွားလို့တော့မရပါဘူးတိုနာလီဒါမှမဟုတ်လို့ရှိရင်ဖာနန်ဒက်တစ်ယောက်မပါနိုင်တဲ့အချိန်မှာတော့မှစပါးဟာအလားတူတဲ့အရေးသွေးနဲ့ဆက်ကစားနိုင်ဖို့လိုပါတယ်ဗျဒီနေရာမှာ bash အင်အားနဲ့ဒီဇာဘီရဲ့လူစည်းစီမံခန့်ခွဲမှုကအဆုံးဖြတ်ပေးပါလိမ့်မယ်နောက်ဆုံးအချက်ကတော့ဖိအားပဲဗျကွင်းလေတစ်ခုတည်းအတွက်ပေါင်တန်း180ကျော်လောက်တုံးထားတဲ့ project တစ်ခုမှာအသင်းတိုးတက်လာတဲ့ဆိုတာတွေမလုံလောက်တော့ပါဘူးရလက်လိုအပ်ပါတယ်ဗျချန်ပီယံလိဝင်ခွင့်ရမယ်ဖလားတစ်လုံးကိုအမှန်တကယ်စိန်ခေါ်ရမယ်အသင်းကြီးတွေနဲ့တွေ့တဲ့အခါမှာမရှုံးဖို့ပဲစဉ်းစားနေရမဟုတ်ဘဲနဲ့ညနေချင်းဆိုင်အနိုင်ယူနိုင်ရမယ်ဗျငွေကြေးသုံးစွဲမှုကြီးလာတဲ့အမျှစင်ကြေးပေးနိုင်တဲ့နေရာကလည်းပို့ပြီးတော့ကျင်းလာပါတယ်အဓိကအနှစ်ချုပ်ရလို့ရှိရင်တော့ဒီဇာဘီဟာအခုစပါးမှာတူလိုချင်တဲ့ကွင်းလေအင်ဂျင်ကိုရရှိထားပြီးသားပါဗျတိုနာလီနဲ့ဖာနန်ဒက်တို့ဟာတဦးချင်းအရာလဲအရေးသွင်းမြင်မားတယ်လို့မျိုးဒီဇာဘီရဲ့ကစားဟန်နဲ့လည်းကိုက်ညီနေပါတယ်ကျွန်တော်အမြင်ရဒီလူစီရဲ့နဲ့ top 4ကနေအနည်းဆုံးမျှလင်းလို့ရမယ်တိုက်စစ်ပိုင်းကိုသာမှန်ကန်တဲ့ကစားသမားတစ်ယောက်နဲ့ထပ်ဖြစ်နိုင်မယ်အဓိကကစားသမားတွေဒဏ်ရာကင်းမယ်ဒီဇာဘီရဲ့ကစားဟန်ကိုရာဒီလျှောက်တည်ငြိမ်စွာအသုံးပြုနိုင်မယ်ဆိုလို့စပါးဟာဖလားတစ်လုံးအပြင်ပရီးမီးယားလိချန်ပီယံဆုပြိုင်ပွဲတဲ့အထိပါဝင်လာနိုင်ပါတယ်ဒါပေမဲ့လည်းပေါင်တန်း180ကျော်တုံးထားတဲ့ project အတွက်အလားအလာတစ်ခုတည်းနဲ့မလုံလောက်တော့ဘူးဗျဒီတစ်ချိန်မှာစပါးကရလက်နဲ့တက်တည်ပြရပါလိမ့်မယ်ဒီတော့မေကုန်းထုတ်စရာကြံခဲ့တာကဒီဇာဘီဈေးကြီးပေးပြီးတော့တိဆောက်ထားတဲ့စပါးဟာဒီယာဒီမှာ top 4နဲ့ပဲကျင်းနေရမလားဖလားတစ်လုံးကိုသိမ့်ပိုင်နိုင်မလားဒါမှမဟုတ်လို့ရှိရင်လူတိုင်းမမျှော်လင့်ထားတဲ့ပရီးမီးယားလိချန်ပီယံဆုပြိုင်ပွဲတဲ့အထိဝင်ရောက်နိုင်မလားဒီကိုတော့ဘယ်လိုမြင်လဲတိုနာလီနဲ့မာတီယက်စ်ဖာနန်ဒက်တို့ဟာပရီးမီးယားလိရဲ့အကောင်းဆုံးကွင်းလေအတွဲတွေကတတွဲဖြစ်လာနိုင်မယ်လို့ထင်လား
ဒါမှမဟုတ်လို့ရှိရင်ကွင်းလေတစ်ခုအတွက်ပေါင်တန်း180ကျော်သုံးဆွဲထားတာကစပါအတွက်အရန်အန်ဒီရဲ့များလုံးနဲ့လောင်ချစ်တစ်ခုဖြစ်သွားနိုင်မယ်လို့ထင်လားညီကိုတို့အမြင်တွေကိုအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးတော့ကြပါအောင်ဗျာနောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးရေးရာသုံးသက်ချက်တွေပြောင်းရွှေ့တွေရဲ့နောက်ွယ်ကဒီဗျူဟာတွေနဲ့ကစားသမားတွေရဲ့အကြောင်းတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ MSI Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးသွားကြပါအောင်ညီကိုတို့ကအချိန်ပေးပြီးတော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျအားလုံးပဲနောက်ထပ်ဗီဒီယိုအသစ်တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာကဲ see you ပါဗျ